ကျမမွေး6အယောင်မဲ့စိတ်ဝင်စားမှုကင်းမဲ့တဲ့ဘဝမျိုးမလို့ချင်ဘူးပြီးတော့တက်တက်လို့ရှင်တန်မှုကျမအရာအလုံးဆွလို့ဖို့ဆန္ဒရှိတယ်ကျမရဲ့ဇလန်းကိုလိုက်ကြည့်ဖို့ World Fairy Day ကို subscribe လုပ်လိုက်အောင်နော်နကီကဖက်ရှင်ကိုပြင်းပြင်းထန်ထန်ဝါသနာပါပြီးသူ့ရဲ့ဝါသနာကိုလိုက်စားဖို့ဘာမဆိုသူလုံးမှာပါအထက်လဲကြံရဖို့စိတ်ရုံအလုပ်သမားတယောက်လုပ်ရမယ်ဆိုရင်လဲသူမမှုပါဘူးကံမကောင်းစွာနဲ့သူကတခိုးလို့လိမ့်လဲဆွဆွဲခံရတယ်လေသူကဆင်းရဲတဲ့စိတ်ကူးရင်သူဖြစ်ပြီးလူ့အဖွဲ့အစည်းမှာသူ့နေရာသူမသိဘူးလို့သူတို့ကပြောကြပါတယ်သူ့ရဲ့ဆိုလွင်တဲ့ဒီဇိုင်းတွေကခင်းနောက်ကြပြီးအပေါ်စားလို့လည်းပြောကြတယ်လေ19ရာစုပဲရစ်ရဲ့အဝင်ခွင်ကြပြီးတံပြတဲ့ဒီဇိုင်းလမ်းစဉ်နဲ့နှိုင်းယှဉ်ရင်ပေါ့မရင်မတွက်နိုင်တဲ့အိမ်မက်တွေကြားမှာနကီကသူ့ရဲ့အိမ်မက်တွေကိုလည်းမလုပ်ဖို့စိတ်ပိုင်းဖြတ်ထားသေးပါနကီရဲ့မိကသူ့ကိုအရန်ချစ်ပြီးသူ့သမီးသူ့ကိုအချိန်ပိုပေးတာလိုချင်ခဲ့တယ်လေဒါပေမဲ့နကီအတွက်သူ့အိမ်မက်ထက်ပိုရေးကြီးတာဘာမှမရှိပါဘူးနကီသမီးရဲ့ဝါသနာကအရေးကြီးမှအမေသိပါတယ်ဒါပေမဲ့သမီးအမေနဲ့ညစာတိချာမစားနိုင်ဘူးလားအမေနားမလဲပါဘူးအမေကအိမ်ရှိမတယောက်တတ်ပဲအမေမှသမီးလို့စိတ်အားထက်တဲ့အိမ်မက်မျိုးမှမရှိခဲ့ဘူးလားအရာအလုံးကတနေ့မှတော့ပြောင်းလဲသွားခဲ့ပါတယ်နကီကလှုပ်ဝက်ဆန်းကျတဲ့ဖက်ရှင်နိုင်ငံတစ်ခုအကြောင်းမဆုစာအုပ်တအုပ်ကိုသူမတော်တဆရှာတွေ့သွားခဲ့တယ်လေအဲ့ဒီထဲမှာသူကမင်းသမီးဖြစ်ပြီးသူ့အမေကမိဖုရားပါပြီးတော့နကီကိုခေါ်ဆောင်သွားနိုင်တဲ့မိုးဝတစ်ခုလည်းပါပါတယ်အမေဒါဘာကိုဆိုလိုတာလဲသမီးအဲ့ဒီစာအုပ်ကိုမထိနဲ့အမေငယ်ငယ်ကဒီတိုင်းရေးထားတဲ့ဇာတ်လမ်းတွေပါသူ့အမေရဲ့ရှင်းပြချက်ကရုံလောက်เสียမရှိဘူးလေနကီကအမှန်တရားကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တဲ့သူကကဘာနှစ်ခုကြားမှာရှိတဲ့တကားပေါက်စီကိုသူမှတ်မိတဲ့အတိုင်းလိုက်သွားခဲ့ပါတယ်ရှမ်းဘာတူလဲမင်္ဂလာပါမင်းသမီးနကီငါမင်းကိုလိုက်ရှာနေတာကြာပြီတွားရအောင်မင်းသမီးလေးမင်းရဲ့ကြည့်ကြက်ခဏတဲ့စွမ်းအားကိုဖြည့်ဆည်းပေးမယ့်နေရာကိုငါခေါ်တော့ပေးမယ်ပြီးတော့နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်လာပြီးမင်းကြိုက်တဲ့ဝတ်စုံကိုလွတ်လပ်စွာဒီဇိုင်းဆွဲနိုင်မယ်ဒါကျမရဲ့အရေးချင်းတွေတောက်ပမယ့်နေရာပေါ့ခရမတ်တစ်နိုင်ငံတော်ကနေလိုက်လဲစွာကြိုဆိုပါရယ်လှလိုက်တာဒါပေမဲ့အဲ့ဒီလူတွေကဘသူတွေလဲသူတို့ကပြည်နေတံပေးခင်ရတဲ့သူတွေပါသူတို့သွားစီရနေရမရှိလို့ဒီပြိုလဲနေတဲ့နိုင်ငံတော်မှာခွန်အောင်နေကြတာအရင်ကခရိုမတ်တစ်ကဂီဗင်ချီဂျီမီချိုနဲ့ဟာမစ်တို့နဲ့အတူကြွေဝါတဲ့နိုင်ငံတစ်ခုပါဒီကဘာကြီးမှာအဝတ်အစားတွေပူလာလေမော်အစွမ်းအကောင်းလေပဲနိုင်ငံတိုင်းမှာကိုစားပြုပစ္စည်းရှိတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံတွေကမဟာမိတ်ဖွဲ့ခဲ့ကြတယ်ပြီးတော့နိုင်ငံတွေရဲ့စွမ်းအရေးအမြင့်ဖြစ်တဲ့တက်တန့်ကောင်ဝင်ကိုခိုးယူခဲ့ကြတယ်လေအဲ့ဒီချင်းချောက်မှုရင်ဆိုင်ခဲ့ရတာကြောင့်မင်းရဲ့အမေခရမတ်တက်ဘရင်မကမင်းကိုခေါ်ပြီးနိုင်ငံသားတွေကိုပြစ်ပြီးထွက်ပြေးသွားခဲ့တယ်အမေကတရေဘောကြောင့်လားသူကမင်းကိုကောက်ွယ်ပေးချင်ုံလေးပါကြည့်လေသူကကြည့်ကြက်ခဏတဲ့လက်ရမြောက်စောခြံထားခဲ့တယ်ဒီတစ်ချိန်လုံးကျမအမေရဲ့အပေါ်အမြင်မှန်းခဲ့တယ်တက်တက်ကောင်ဝင်ကိုကဲဆောင်ထားတဲ့သူကအဲ့ဒီဒီဇိုင်နာတွေတည်းတယောက်ပဲဖြစ်ရမယ်သူတို့ရဲ့အာရုံစိုက်မှုကိုဆွဲဆောင်ဖို့အတွက်လာမက်ဖက်ရှင်ရက်တဲ့တစ်ပတ်မှာမင်းပါဝင်ဖို့လိုတယ်နစ်ကီငါပြောတာကိုနားထောင်မင်းအမေကိုဂုဏ်ပြုပြီးဒီနိုင်ငံတော်ကိုကဲတင်နိုင်မှာသူကဂျင်မီချူရဲ့နိုင်ငံကိုပထမဆုံးသွားရောက်ခါသူ့ရဲ့ဖက်နက်ဒီဇိုင်းပြိုင်ပွဲမှာပါဝင်ခဲ့ပါတယ်ဒီတစ်ခါရဲ့ဆောင်မုတ်ကနတ်သမီးပြည်ပါချမ်းသာတဲ့သူနဲ့စင်းရဲသားကွဲပြားမှုကဒီမှာရှင်းနေတာပဲနော်ဟုတ်တယ်မလားဟုတ်တယ်ဒီမှာတထေးရရဲ့အဝတ်အစားအကောင်းဆုံးပဲလူလက်တန်းစားတွေကခေတ်ရစီးချောင်းကိုလိုက်ပြီးအလားတူဝတ်ဆောင်တွေကိုဝတ်ကြတယ်လေဆော့ဆော့ကတွေ့ခဲ့တဲ့တောင်စားသူတွေကလူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာပဲရှိတာတက်တန့်ကိုဝါသနာပါတာကြောင့်နကီကလှပတဲ့တောင်ဖက်နက်တစ်စုံကိုဒီဇိုင်းဆွဲလိုက်ပါတယ်သူပြိုင်ပွဲမှာနိုင်ရသွားခဲ့တယ်လေဂျင်မီကျူးလည်းအရန်သဘောကျသွားတာကြောင့်သူ့ဤလောက်ယုံကိုကိုယ်တိုင်လိုက်ပြပေးခဲ့ပါတယ်သူကဒီနိုင်ငံတော်ရဲ့ဒနာယီလာဖက်နက်ရဲ့ဒီနေရာကိုတော့ပြသခဲ့တဲ့ဒါပေမဲ့
တတ်တဲ့ရောင်ကောင်းဝင်ကိုသူရှာမတွေ့သေးပါဘူးနစ်ကီကဟာမတ်စ်နဲ့ဂျီဗန်ဂျီတို့ရဲ့ပြိုင်ပွဲတွေမှာလည်းသူ့ရဲ့ကိုယ်ပိုင်အစွမ်းစားနဲ့အနိုင်ရခဲ့ပါတယ်လူတစ်ယောက်ကသူ့ရဲ့ဝါသနာနဲ့မှန်ကန်စွာနေထိုင်ရရင်တောက်ပလာမှာအမှန်ပါပဲအောင်ပွဲရလို့ပြောနေပေမဲ့ဂျင်မီချိုးနဲ့မချာမနာသူတို့ကသူ့ကိုသူတို့ရဲ့စက်ရုံတွေစီကိုခေါ်သွားခဲ့ကြပါတယ်ဒနာအီလာဖက်ရှင်ပစ္စည်းတွေရဲ့ဒီနေရာကိုသိရှိပေမဲ့သူတတ်တဲ့ရောင်ကောင်းဝင်ကိုရှာမတွေ့သေးဘူးလေအဲ့ဒါအပြင်သူ့ကိုတီးတန့်ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ဖျားခဲ့ပေမဲ့နဂီကညှင်းဆိုခဲ့ပါတယ်သူလိုချင်ဆုံးရာကခရိုမက်တစ်ရဲ့နိုင်ငံတော်အတွက်ပဲဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ပါပဲ ကျမနားမလည်နိုင်သေးဘူးသူတို့တယောက်စီမှာတက်တန့်ကောင်ဝင်မရှိဘူးအဲ့ဒီမတော်တဆမှုတော့ကအဲ့ဒါကိုမင်းအမေမဲမြင်ဘူးလားသူတခုခုတီးလောက်မယ်နဲ့တူတယ်ဖြစ်နိုင်တယ်ကျမအမေကိုတော့မေးကြည့်လိုက်အောင်မယ်အဆင်မပြေကျမတက်တန့်ကောင်အစ်စ်ကိုဒီဇိုင်းဆွဲမယ်မင်းလုံနိုင်မယ်ဆိုတာငါယုံနေနစ်ကီ ဒါပေမဲ့အခုအရာအလုံးကနစ်ကီရဲ့စိတ်ကူးနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်လေနစ်ကီရဲ့အမေကတတ်တဲ့ရောင်ကောင်းဝင်ကိုကန်ဆောင်ထားသူဖြစ်နေခဲ့တာပါ အမေအဲ့ဒါကိုဘာလို့ယူထားတာလဲ တကယ်တော့နစ်ကီရဲ့အမေကဗလက်တီနာရဲ့အစီအစဉ်ကိုတည်နေခဲ့တယ်လေသူကအဖြူမဲဖက်ရှင်ပုံကံမှုရဲ့ခေါင်းဆောင်ပဲဖြစ်ပါတယ်ဗလန်တီနာကတတ်တဲ့ရောင်ကောင်းဝင်နဲ့ဒီနိုင်ငံတွေရဲ့ဒနာရီဆန်တဲ့ရှင်ရောက်ပစ္စည်းတွေကိုတောင်တိတ်မိုက်ရှင်နေခဲ့တာပါပြီးတော့အရာအလုံးဖြူမဲပဲရှိတဲ့ဖက်ရှင်လောကအသစ်ကိုဖန်တီးကျင်နေခဲ့တာလေဖက်ရှင်လောကမှာပါရင်ဆွဲအလှတရားတွေဆုံးရှုံးမှာကိုဆုံးရင်တာကြောင့်နစ်ကီရဲ့အမေကနစ်ကီကိုခေါ်သွားကတခြားကမ္ဘာကိုထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ် အဲ့ဒါအပြင်တက်တာရောင်ကောင်းဝင်ကိုဝတ်ဆင်သူဘယ်သူမဆိုထုခဲ့တဲ့စွမ်းအင်တွေကိုရရှိမှဖြစ်ပေမဲ့သူတို့တံမိုးအထားရဆုံးအရာကိုစုလို့ရမှာအမေတာကိုဝတ်ပြီးဗလန်တီနာနဲ့ဘယ်တော့မှမတိုက်ခိုက်ခဲ့ဘူးဘာလို့လဲဆိုတော့လောကကြီးမှာအမေတံမိုးထားရဆုံးအရာကသမီးမို့လို့ပဲနိကီ အဲ့ဒါကြောင့်အခုချိန်မှာနစ်ကီကအရာအလုံးကိုနားလည်သွားခဲ့ပါပြီသူကဒီနှစ်တွေတစ်လျှောက်လုံးသူ့ကိုကာကွယ်ဖို့တတိနဲ့ချစ်ချင်းများစွာလိုအပ်ပါတယ်သူ့ရဲ့မိကနစ်ကီကိုသူ့ကိုယ်သူမြုပ်နှံခဲ့ပြီးနစ်ကီကသူ့ရဲ့မပြီးဆုံးသေးတဲ့ဘဝကိုဖြည့်ဆည်းပေးလိုက်မယ်လို့မျှော်လင့်ခဲ့တာပါ သမီးတောင်းမမရဲ့အမေသမီးအမေကိုနားမလဲပဲသမီးတခုကောင်ဆန်ခဲ့တယ် ရုတ်တရက်ဗလက်တီနာပေါ်လာခဲ့တဲ့ အော်စိတ်ထိတွေ့စရာကောင်းလိုက်တာရှင်ဆိုးရောက်တဲ့သူကျေးဇူးပါနစ်ကီမင်းရဲ့ကျေးဇူးကြောင့်တန်တာရီလာယတနာအောင်လို့ရဲ့ဒီနေရာကိုငါသိသွားပြီကျေးဇူးပဲ တကယ်တော့နစ်ကီရဲ့မိမထွက်ခွာမီဗလက်တီနာကသူ့ရဲ့မဆုစာအုပ်ပေါ်မှာမနန်သုံးခဲ့တာပါမကြာမီဓမ္မမုံနောက်ပိုင်းမှာနစ်ကီကအဲ့ဒီမဆုစာအုပ်ကိုတွေ့ပြီးဗလက်တီနာကိုသူ့ရဲ့ဒီနေရာကိုချက်ပြအောင်လို့လေနစ်ကီကြုံလို့ရတဲ့တောက်စားသူတွေကတကယ်တော့ဗလက်တီနာအုံနောက်ဆေးခံရတဲ့ခရိုမက်တစ်ရဲ့နိုင်ငံသားတွေပဲဖြစ်ပါတယ် နှုတ်ဆက်ခဲ့ပါတယ်နစ်ကီမဖြစ်ဘူးအမေ နစ်ကီရောက်သွားတဲ့အချိန်အရန်နောက်ကျသွားခဲ့ပါပြီဗလက်တီနာကသူ့ရဲ့အမေနဲ့ကျန်ဒီဇိုင်နာ၃ယောက်ကိုဖမ်းထားကဒနာအီဆန်တဲ့ဖက်ရှင်ပစ္စည်းတွေကိုတစိမ့်ခတ်ထားလိုက်ပြီလေနစ်ကီကသူတင်ယူခဲ့သမျှပြန်ဖော်ပြီးတတက်ရောင်ကောင်ဝင်နဲ့လိုက်ဖက်တဲ့တရဖူနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖန်တီးခဲ့ပါတယ် ကျမရှင်ဒီမြေကိုဖျက်ဆီးခွင့်မပြုနိုင်ဘူးဒီမှာမင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ထင်နေရလား နစ်ကီကရဲတနေ့ဆုံးဖြတ်ချက်ချလိုက်တဲ့သူ့မျက်နှာဆုံးရာဖြစ်တဲ့သူ့ရဲ့ဒီဇိုင်းဆွဲနိုင်စွမ်းကိုအပီးတိုင်ဆွလို့ဖို့လက်ခံခဲ့ပါတယ်သူမကြခင်ကဒီဇိုင်းထုတ်ထားတဲ့အသုံးဆောင်ပစ္စည်းတွေနဲ့မြင့်တင်ထားတဲ့အရန်ဆွမ်းထက်တဲ့စွမ်းရည်ကိုသူခံစားလိုက်ရပါတယ်။တင်းလျော်တဲ့ဆက်ဆက်ပစ္စည်းတွေကြောင့်နစ်ကီကပုံမအကောင်းလာမှန်းဗလက်တီနာမသိခဲ့ဘူးလေ။အဲ့ဒါပြင်ဗလက်တီနာကသူ့ရဲ့ဖက်ရှင်ဘူတုဒနေပါပြီးမလိုက်ဖက်တဲ့အဝတ်စားတွေဝတ်ဆင်ထားတာကြောင့်နစ်ကီနဲ့နှိုင်းယှဉ်ရင်သူ့မော်ဆွမ်းကအားနည်းနေခဲ့ပါတယ်။နစ်ကီကကြီးမားတဲ့မနန်ထုတ်လိုက်ပါတယ်။ဗလက်တီနာကိုတစ်ချိန်တည်းနဲ့အနိုင်ယူနိုင်ခဲ့တဲ့ဗလက်တီနာရှုံးသွားတာနဲ့အမျှနေရာတစ်ခုလုံးလင်းထိန်သွားကတစ်ချိန်ကရှိခဲ့ဘူးတဲ့လှပတဲ့အရာတွေကိုပြန်လည်ရရှိစေပါတယ်ပြည်ကနဂီကိုကျေးဇူးတင်ကြောင်းဖော်ပြဖို့သူ့ရဲ့ဒီဇိုင်းဆွမ်းရည်တွေပြန်လည်ရရှိအောင်ကူညီပေးခဲ့တယ်လေ
နစ်ကီလည်းနိုင်ငံတော်ကိုအောင်မြင်စွာပြန်လည်ထူထောင်ခဲ့ပြီးသူ့ရဲ့အမေကိုမိဖုရားရဲ့ယာတူးကိုပြန်ပေးအပ်ခဲ့ပါတယ်။ အမေသမီးရဲ့အိမ်မက်တွေကိုအမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သမီးတစ်သက်လုံးအမေနဲ့ပြန်လည်တင့်မြတ်အောင်လုပ်ပါမယ်။ သူကကျွမ်းကျင်တဲ့ဒီဇိုင်နာတစ်ယောက်အဖြစ်ဆက်လက်တင်ယူပြီးကြီးပြင်းလာခဲ့ပါတယ်။နောက်ဆုံးတော့အောင်မြင်မှုကသူ့စီရောက်လာခဲ့တယ်လေ။နစ်ကီရဲ့နောက်ပိုင်းဒီဇိုင်းတွေကိုလူအများကနှွေးထွေးစွာလက်ခံလာခဲ့ကြတဲ့